ဒီရဲ့ပိုင်းမှာတော့ဂီတာကန်ထဲမှာဟီယိုဆဲကိုတငယ်ချင်းတွေတန်ရှင်းဆုလုပ်နေကြပါတယ်။ယောက်ျားလေးချင်းချင်းစကားပြောနေရတွေကိုအတန်းမုံမိန်းကလေးတွေကတော့တော့ရီဘော်တွန်နဲ့ရွေးပြီးရှင်းနေကြပါတယ်။အလုံးပြီးလို့အတန်းစီပြန်လာတော့လဲမိန်းကလေးနှစ်ယောက်ကအတူပါလာတဲ့တငယ်ချင်းဟီဖူမီကိုခုနကမြင်ကွင်းကိုပုံပြန်ဆွဲပေးဖို့ပြောနေကြပါတယ်။တိုက်ဆိုင်ဆိုသလိုပဲနောက်တစ်ချိန်ကပုံဆွဲခြင်းဖြစ်ပြီးဆီယာမကပုံဆွဲခံမော်ဒယ်အနေနဲ့ဟီယိုဆဲကိုရွေးချယ်လိုက်ပါတယ်။အကြောင်းကတော့ဒီနေ့က20ရက်နေ့ဖြစ်ပြီးဟီယိုဆဲရဲ့ခုံနံပါတ်က20ဖြစ်နေရကြောင်းပဲဖြစ်ပါတယ်။အစားကတော့ပုံဆွဲရမှာကိုစိတ်ညစ်စရာကောက်လိုက်တာဆိုပြီးညီညွတ်နေတဲ့နာခါမူရာတယောက်ကတော့သူဆွဲရမယ့်သူဟာဟီယိုဆဲဖြစ်နေရကြောင်းတက်ကြွသွားပါတယ်။ဟီယိုဆဲကအားလုံးဆွဲလို့ရအောင်အလဲမှာဝင်ထိုင်ပေးခဲ့ပြီးနာခါမူရာကတော့သူ့ရဲ့လက်စွမ်းကိုစာရွက်ပေါ်မှာချပြနေခဲ့ပါတယ်။ဟီယိုဆဲရဲ့ပုံသူဆွဲတဲ့နေရာမှာဘသူမှသူ့ကိုရှင်းနိုင်မှာမဟုတ်ဘူးဆိုပြီးလေတိုက်နေတော့သူ့ဘေးမှာထိုင်နေတဲ့ဟီဖူမီရဲ့ပုံကိုမြင်သွားခဲ့ပါတယ်။ဟီဖူမီရဲ့လက်ရသူဆွဲရတဲ့ဆယ်စားလောက်ပိုကောင်းနေရကြောင်းနာခါမူရာလည်းမျက်လုံးပြူသွားခဲ့ပါတယ်။ဒါနဲ့တစ်ချိန်လုံးဟီဖူမီကိုပဲစိုက်ကြည့်နေခဲ့သလိုအတန်းချိန်ပြီးသွားတော့လဲဟီဖူမီရဲ့နောက်ကိုလိုက်သွားပြန်ပါတယ်။ဟီဖူမီလည်းသူ့နာမည်အော်ခလာရဲ့နာခါမူရာကြောင့်ရောခုနကတစ်ချိန်လုံးစိုက်ကြည့်နေရရောကြောင့်မှသူ့ကိုကြိုက်နေရများလားဆိုပြီးထင်သွားခဲ့ပါတယ်။အဲ့ဒီအချိန်နာခါမူရာကသူကဟီဖူမီရဲ့ဖန်မှာဆိုပြီးခုနကဆွဲထားတဲ့ဟီယိုဆဲရဲ့ပုံလေးပေးလို့ရမလားလို့တောင်းလိုက်ပါတယ်။တခါမှဖန်ဆိုပြီးအပြောမခံရဘူးတဲ့ဟီဖူမီလည်းလမ်းပြီးရှက်သွေးဖြာကုန်သလိုနာခါမူရာလိုချင်တဲ့ပုံကိုလည်းအပန်းမကြီးရနဲ့ပေးလိုက်ပါတယ်။နောက်တနေ့ကျောင်းချင်းမှာတော့တငယ်ချင်းတွေကဟီဖူမီကိုမနေ့ကသူတို့တွေ့ခဲ့တဲ့မြင်ကွင်းကိုပုံဆွဲပြီးပြီလားဆိုပြီးမေးရကြောင်းဟီဖူမီလည်းသူတို့ရှိမှလည်းလက်ဆွမ်းပြလိုက်ပါတယ်။တငယ်ချင်းတွေလည်းမိုက်လိုက်တာဆိုပြီးယူကြည့်ရင်နောက်ထပ်ဆွဲထားတဲ့ပုံတွေကိုပါဆက်ကြည့်မိသွားပါတယ်။အဲ့ဒီမှာနာခါမူရာပုံပါနေခဲ့ရကြောင်းနာခါမူရာကိုကြိုက်နေရလားဆိုပြီးဝိုင်းစားကြသလိုဖွင့်ပြောဖို့လည်းအားပေးနေကြပါတယ်။ဒါပေမဲ့ဟီဖူမီကတော့မဟုတ်ဘူးလို့ပဲညင်ပြီးသူတို့လက်ထက်ရစာအုပ်ကိုအတင်းလိုက်လို့နေခဲ့ရကြောင်းစာအုပ်လည်းအောက်ကိုပြုတ်ကျသွားပါတယ်။အချိန်ကွက်တီမှာပဲနာခါမူရာကအတန်းနဲ့ရောက်လာခဲ့ပြီးဟီဖူမီဆွဲထားတဲ့ပုံကိုမြင်သွားခဲ့ပါတယ်။ဒါပေမဲ့ဘာမှမဖြစ်သလိုတစ်ချက်ပဲကြည့်ပြီးသူ့နေရာမှာထိုင်သွားတာကြောင့်မိန်းကလေးလည်းစိတ်အေးသွားရပါတယ်။ခဏနေတော့နာခါမူရာကစာအုပ်ကင်ပြီးဟီဖူမီနာကိုရောက်လာခဲ့သလိုစာအုပ်ထဲမှာလည်းသူနဲ့ဟီယိုဆဲတို့ယင်းနီးနေတဲ့ပုံလေးဆွဲပေးပါလားဆိုပြီးပြောလာပါတယ်။ဟီဖူမီကလည်းရိုးရိုးပုံနေမဟုတ်ပဲမန်ဂါပုံစံဆွဲပေးလိုက်တာကြောင့်နာခါမူရာလည်းကျေးဇူးတင်ပြီးဖန်ဆိုရဲ့စကားကိုနောက်တစ်ကြိမ်ထပ်ပြောလိုက်ပါတယ်။ဒီတစ်ခါမှလည်းဟီဖူမီတယောက်ရှက်သွေးဖြာကုန်သလိုအာကစားချိန်ရောက်တော့လဲတလွဲစွန်နေတဲ့နာခါမူရာကိုအပြစ်မမြင်တဲ့အပြင်ကြိုးစားစော်ပေးနေရပဲဆိုပြီးတွေးတဲ့အထိအချစ်စိတ်တွေရှမ်းထွက်လာပါတယ်။ဒါပေမဲ့သဘောမကောင်းတဲ့နီးပြားကတော့တလွဲစွန်နေတဲ့နာခါမူရာကိုပြစ်ဒဏ်အနေနဲ့အတန်းကျင်ပြီးမှတန်ရှင်းလောက်ခိုင်းခဲ့ပါတယ်။နာခါမူရာလည်းဆရာကိုပွားစီလုပ်ပြီးလှုပ်ရှားရှိရတဲ့နဲ့တိမ့်စရာရှိရတဲ့တိမ့်နေတော့ပစ္စည်းရဲ့တိမ့်တဲ့အခန်းမှာဟီဖူမီရောက်နေခဲ့ပါတယ်။ဟီဖူမီကကြွက်မိသားစုသူ့အတူနေတာကိုအထူးဆန်းလုပ်ပြီးကြည့်နေခဲ့သလိုနာခါမူရာကလည်းချစ်စရာလေးဆိုပြီးဝင်ကြည့်နေခဲ့ပါတယ်။နောက်ပြီးဟီဖူမီကိုကျင်နာတတ်လိုက်တာဆိုပြီးပြောလိုက်သေးရကြောင်းဟီဖူမီတယောက်ရှက်သွေးဖြာလာပြန်ပါတယ်။အဲ့ဒီအချိန်ဟီယိုဆေးကလည်းအထဲကိုဝင်လာပြီးသူတို့နဲ့အတူကြွက်မိသားစုကိုကြည့်နေတော့အပြင်ဘက်ကနေလုံခြုံရေးရတကားကိုတော့ခတ်သွားခဲ့ပါတယ်။အဲ့ဒါကြောင့်နာခါမူရာကို၃ယောက်လည်းဘလို့လောက်အောင်မသိအောင်ပြားခတ်သွားခဲ့ပေမဲ့ဘာမှလုပ်လို့မရတာကြောင့်လာဖွေပေးမဲ့အချိန်ကိုပဲစောင့်နေခဲ့ကြပါတယ်။အစာပိုင်းမှာတော့စကားရေးလျှောက်ပြောနေကြပေမဲ့ကြာလာတော့လေဝင်တွေထွက်မရှိရနဲ့ပြင်ပန်းလာကြပါတယ်။ဟီဖူမီနဲ့ဟီယိုဆဲတို့နှစ်ယောက်ကချွေးထွက်လာပြီးအတီးတီးအိပ်ပျော်သွားကြရာကနေဟီဖူမီရဲ့ခေါင်းကနာခါမူရာရဲ့ပခုံးပေါ်ကိုကျလာပါတယ်။အဲ့ဒီအချိန်နာခါမူရာကတော့သူနဲ့အနီးကပ်မှရှိနေတဲ့ဟီယိုဆဲစီကနေရတဲ့အနံ့ကြောင့်ဟီယိုဆဲအနာကိုပို့တိုးဖို့အတွက်ကြိုးစားနေခဲ့ပါတယ်။အနာကိုရောက်ခံပြီးစက္ကန့်ပိုင်းလိုလောက်မှာတော့လုံခြုံရေးနဲ့နီးပြဆရာရောက်လာပြီးတကားကိုဆွဲပွင့်လိုက်တာကြောင့်နာခါမူရာလည်းတခိုးလူမိသလိုဖြစ်သွားခဲ့ပါတယ်။နောက်တော့၃ယောက်သာအပြင်ကိုထွက်လာခဲ့ကြသလိုနီးပြကလည်းသူတာဝန်ပေါ်ရောက်ခဲ့တာအတွက်တောင်းပန်စကားပြောလာခဲ့ပါတယ်။နောက်ပြီးညှင်းနဲ့နေပြီးမို့အတူပါလာတဲ့လူကိုလိုက်ဖို့ခိုင်းလိုက်မယ်ဆိုပြီးပြောတော့ဟီဖူမီနဲ့ဟီယိုဆဲတို့နှစ်ယောက်ကချက်ချင်းပဲလိုက်သွားကြပါတယ်။ကျန်ခဲ့တဲ့နာခါမူရာကိုတော့နီးပြကလက်ကိုလှမ်းဆွဲလိုက်ပြီးသူများအိတ်နေတဲ့အချိန်မှာမတိအောင်အနံခိုးမရှိပါဘူးလို့စလိုက်ပါတယ်။နာခါမူရာလည်းနီးပြမြင်သွားရပဲဆိုပြီးထူပူသွားရင်းကနေဟီယိုဆဲတို့နောက်ကိုပြေးလိုက်သွားခဲ့သလိုဟီဖူမီကလည်းအဲ့မြင်ကွင်းကိုမြင်ခဲ့ရပါတယ်။သူမနာခါမူရာရဲ့ပခုံးပေါ်မှာမှီရိပ်နေတာကိုသတိရတော့လမ်းပြီးနိုးလာတဲ့အချိန်နာခါမူရာကဟီရိုဆဲနာကိုကပ်ဖို့လုပ်နေခဲ့ရကြောင်းအဲ့ဒါဘာများလဲဆိုပြီးသူမစိတ်ထဲမှာထူးဆန်းနေခဲ့ပါတယ်။ဒီလိုနဲ့တိတ်ဆိတ်နေတဲ့သူမကိုနာခါမူရာကအဆင်ပြေလားဆိုပြီးမေးလိုက်ချိန်မှာတော့အတွေးတွေအလုံးပြောက်သွားပြီးနာခါမူရာကသဘောကောင်းလိုက်တာဆိုတဲ့အတွေးနဲ့အဆုံးသတ်သွားခဲ့ပါတယ်။